အားလုံးပဲမင်္ဂလာပါရှင်ချစ်တို့ရင်ဒါလေးကတော့ဒုတိယပိုင်းပေါ့နော်စွန်းစံစိန်လောင်းပွဲဒုတိယပိုင်းဒါလေးကတော့ချစ်တို့အားလုံးလည်းကုသိုလ်မျှဝေလိုက်တာပါကုသိုလ်တွေရကြပါစေလို့ညုံမီဖြူတဲ့အတူတိုင်းမှာလည်းချစ်တို့အားလုံးကုသိုလ်တွေရကြပါစေဆိုပြီးတော့ဆုတောင်းပြီးလှူတာပါဒီအလူမှာလှူတဲ့ပတ်စံတွေရဲ့ချစ်တို့အားလုံးရဲ့ပတ်စံတွေပါပေါ့နော်ညုံမီစီအောင်တဲ့ပတ်စံတွေလှူတာဖြစ်တဲ့အတွက်ညုံမီစီမှာဈေးဝယ်တဲ့သူရောဈေးမဝယ်တဲ့သူရောအားလုံးကုသိုလ်တွေရကြပါစေလို့ညုံမီကဆူတောင်းလိုက်ပါတယ်ညုံမီကဗာလေးပဲလှုပ်လို့စကြဝဠာကြီးနဲ့ကိုတိုင်တဲပြီးလှုပ်တာဖြစ်တဲ့အတွက်ဈေးဝယ်တဲ့လူရောမဝယ်တဲ့လူရောတိတဲ့လူရောမတိတဲ့လူရောအကုန်လုံးကုသိုလ်တွေရကြပါတယ်ဒါလေးကတော့ဖရာတွေပေါ့နော်အနိကရိုက်ပြတာတဲ့ချစ်တော်အားလုံးနဲ့အဝေးကနေဖူးလို့ရအောင်လို့မျှဝေလိုက်တာပါရှင်အခါတွင်းရမို့အလှတွေစတိုက်လို့ဖြစ်နေလို့ညုံမီကအလှတွေသွားနေရတယ်ကိုနေ့ကလည်းတိမ်စင်းတွေသွားထားတယ်ဒီနေ့ကတော့စွန်းစံစိန်လောင်းပွဲအလူတွေစက်တိုက်လို့ဖြစ်နေပါတယ်เนาะညိုမီကအလုပ်လဲလုပ်တယ်အလူလဲလုပ်နေပါတယ်လို့ဒီ post လေးကိုတွေ့တဲ့သူတိုင်းတာရုခေါ်ကြပါလို့ညဝင်လိုက်တာပါရှင်ဒါလေးကတော့ညိုမီတို့အခွဲပေါ့နော်ညိုမီကတော့ဗီဒီယိုဖိုင်ရိုက်နေလို့အဲ့ထဲမှာပါဒါညိုမီတို့ရဲ့အပါပေါ့စောင့်ပြီးတော့လုပ်ပေးတာညိုမီတို့ဒါညိုမီတို့လူတွေပါစံတွေရောပတ်စံတွေရောအချိုရည်တွေရောစွန်းစံစိန်လောင်းပွဲပေါ့နော်ဒီအလူမှာချစ်တို့အားလုံးနဲ့ကုသိုလ်တွေရကြပါစေဆိုပြီးတော့ညိုမီကညဝေလိုက်တာပါအားလုံးသာဓုခေါ်ကြပါအားလုံးလည်းလူအင်ဆန္ဒတွေပြေဝကြပါစေရှင်